ဒါလေးကလီယန်တို့ဒီနေ့ခူးတယ်ဒါလေးကတော့လို့စီတရက်လို့ဖေးရတော့ပြောတယ်ဒါဖင်းကောက်ကလေးနဲ့အဲ့လိုလေးပါအမျိုးမတူတဲ့ဟာလေးပေါ့နော်ဒါလေးကတီးရမကြသေးဘူးဒီမှာဖင်းကောက်လေးဒီလိုလေးဒါလေးကဆိုပင်မှဲ့လေးအပင်မောကနေကိုအမှဲ့လေးခူးတာအဲ့ဒါလေးရဲ့ပြီးတော့ဒါကတော့ရိုးရိုးအတီးပေါ့ဒါကကျတော့မချစ်စုလိုအတီးမျိုးပြီးတော့ဒီမှာဒါကကျတော့ပန်းသီးလိုမျိုးလေးအဲ့ဒါလေးတွေခူးထားပါတယ်နောက်ဖက်ပင်ကနေပြီးခူးထားတာအရှိပင်ကမပါသေးဘူးရှေ့ပင်ကတော့ဒီလိုအတီးဆိုအကျူးပဲတည်ဒါကတော့နည်းနည်းပဲတည်ရပေါ့နော်ဒီတီးလေးကတော့ချိုးနာတယ်အရင်ချိုးမှကျုံချိုးလုံးလို့ပြားတာမှပါတယ်ဒီမှာကျုံချိုးလားမချိုးလားပြားတာမှလာတယ်အဲ့လိုလေးပါဒါလေးကတော့ကျမတို့ရဲ့ဒီတီးလေးဖြစ်ပါတယ်ဒါကြတော့ဒါအိမ်ရှိရအတီးဟိုတနေ့ကခူးထားတယ်မှဲ့အောင်မှဲ့နေမှန်တော့ဖြန့်ထားမှလင်းတော့လူမျိုးထားတာလို့ဒါကဒီနေ့အတီးဒီနေ့ရဲ့အတီးရဲ့မနေ့ကအတီးရဲ့ပါခြံထဲမှာစိုက်ထားတော့ဝယ်မစားရတော့ကောင်းတာပေါ့နော်ပြောဖို့ကောင်းတယ်လူလေးပါအိမ်ရှိရပင်ကပူကြီး